Okay ဒါကတော့ကျွန်တော်တို့9ရက်တလပိုင်း2026နေ့လယ်7:00နာရီမှာထွက်နိုင်မဲ့ကဏ္ဍလေးကျွန်တော်တွက်လို့ရထားတာလေးပေါ့ဗျာဒါကျွန်တော်ချက်ပြချင်တာပေါ့နော်ဒီ3လုံးပေါင်းချင်းက8ဆိုတော့ဒီလုံးပေါင်းချင်းကလည်း8ဒီ3လုံးပေါင်းချင်းက6ဆိုတော့ဒီလုံးပေါင်းချင်းကလည်း6ဒီ3လုံးပေါင်းချင်းက4ဆိုတော့ဒီနှလုံးပေါင်းချင်းကလည်း4ဒီ3လုံးပေါင်းချင်းက5ဆိုတော့ဒီနှလုံးပေါင်းချင်းကလည်း5ဖြစ်ရမယ်ဒီမှာခွန်ရှိထားပြီဆိုတော့ဒီမှာ8နဲ့ပေါင်းတယ်ဆိုတော့ဒီမှာ8ထိပ်ရမယ်နော်8ထိပ်ရမယ်ပြီးတော့မှဒါဒီကောင်လေးကကျတော့ break line လေးပေါ့နော် break line ဆိုတော့ဒီမှာနှလုံးပေါင်း2ပါဝါခွန်9ဒီမှာ4ဒီမှာ4ဒီမှာ2ဆိုတော့ဒါ2ခွန် break ပေါ့2ခွန် break လည်းရှိမယ်ပြီးတော့နောက်ထပ်တစ်ခုကကျတော့ဒီမှာဒီလုံးပေါင်းချင်း5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 ဆိုတော့4အပိတ်ဒီမှာ8ထိပ်ရတယ်4အပိတ်ရှိတယ်ဒီမှာလည်း2 break ရတယ်ဆိုတော့8 4ကိုတကွက်ကောင်းပေါ့ဗျာကျန်တာမထိုးချင်ဘူးတကွက်ကောင်းထိုးမယ်ဆို8 4ပေါ့ဒါမဲ့ဒီမှာခွန် break ရှိတယ်ဆိုတော့ကျွန်တော်ကဒါကို4 power 9နဲ့ဒီ8နဲ့ခွန် break ရအောင်ပြီးတွဲထားလိုက်တယ်ဒါလေးပေါ့ဒါ8 4 8 9ကတော့ main ပေါ့နော်ဒါကကျွန်တော်ကနောက်တစ်ကွင်ရှိသေးတယ်ဗျာ9ထိပ်ရတဲ့ကွင်လေးရှိလို့ပေါ့ဒါလေးနဲ့တွဲထားပြီးတာဆိုတော့9 4 5ခွင်5 2 5 9ဒါအော်အမေကနန်းပေါ့နော်ဒါပြီးတော့9 3 9 6 9 4ဒါဒုတိယအော်ပေါ့ကြအားလုံးပဲပေါက်ကြပါလိမ့်ဗျာ